မင်္ဂလာပါရှင်ဆိုတာ makeup artist တယောက်အနေနဲ့နှကန်းနီတွေအများ brand အစုံတွေရှောက်ဝယ်ထားတဲ့ထဲမှာမှဆိုတာအကြိုက်ဆုံးဖြစ်တဲ့နှကန်းနီ9ချောင်းလေးဆိုတာ review လာပေးသွားပါမယ်brand တွေကတော့အစုံပေါ့နော်ဒါပေမဲ့ဆိုတာအတွက်ဆိုတာကိုယ်တိုင်အသုံးများနေတဲ့နှကန်းနီကတော့နံပါတ်1ကတော့ဒီ note ပေါ့နော်ဆိုတာဗီဒီယိုတွေမှာရိုက်တဲ့ချိန်မှာနှကန်းနီတောက်တောက်လေးတွေစိုးတယ်ဆိုတာဒီ note နဲ့ဆိုတာ तू က matte ပုံစံမျိုးပြက်လည်းမပြက်ဘူးပေါ့နော်ဒါဆိုတာအတွက်တော်တော်အဆင်ပြေရဲဆိုတာသုံးဖြစ်တာများတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီဘယ်လာပေါ့ဘယ်လာဆိုလို့ရှိရင်ဒီရဲ့ note ထက် तू ကအယောင်ပို့ပြီးတော့ပုတ်တယ်ပုတ်လေးဖြစ်တော့ဆိုတာပို့ပြီးတော့ချစ်လေးသွားချင်တဲ့ချိန်မှာဆိုရင်ဆိုတာဒီဘယ်လာတဲ့ကသုံးတယ် तू ကပေးရတဲ့ဈေးနဲ့ quality ကအရန်ကောင်းတယ်အဲ့တော့ဆိုတာဒါအမြဲတမ်းသုံးဖြစ်တယ်ခံလဲခံတဲ့တနေ့ကုန်လဲ तू ကခံတယ်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်ထပ်တစ်ခုကဟူတာပါဒီဟူတာခါကျတော့ဒီပန်းစီအောင်တောက်ဖက်ဆိုတာကြိုက်တာဖြစ်တဲ့အတွက်ဒီဟူတာလေးဆိုတာသုံးဖြစ်တယ်ပြီးသွားလို့ရှိရင်ဆိုတာကဖြော့ဖြော့လေးအရင်ထင်းထွက်ပြီးတော့တိကျပြတ်သားနေတာမျိုးတိတ်မလို့ချင်ဘူးဆိုလို့ရှိရင်ဆိုတာကတော့ဒီ 3CE ထဲကသုံးတယ်ပြီးတော့အခုလက်ရှိဆိုတာစိုးထားတဲ့နှကန်းနီပေါ့နော်စိုးထားတဲ့ဒီလိုနုနုလေးသွားချင်တဲ့ခါမှာဆိုလို့ရှိရင်ဆိုတာကဒီ O2O တဲကသုံးပါတယ်အခုဆိုတာပြပြသွားတဲ့နှကန်းနီကတော့ဆိုတာကိုယ်တိုင်ပေါ့နော်ကိုဟာကိုလိမ့်တဲ့ချိန်မှာအရန်ကြိုက်တဲ့နှကန်းနီပြီးတော့ကိုဟာကိုအများနဲ့စိုးဖြစ်နေတဲ့နှကန်းနီလေးတွေပါဆိုတာလိုမျိုး matte ပုံစံကြိုက်တယ်ဆိုလို့ရှိရင်တော့ဆိုတာ recommend ပေးသွားတဲ့နှကန်းနီလေးတွေစမ်းသုံးလို့ရပါတယ် matte ပုံစံမကြိုက်ဘူးဆိုလို့ရှိရင်တော့တခြား gloss လေးတွေနောက်ပိုင်းကျရင်လည်း review လာပေးသွားပါမယ်ရှင်